ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုမိတ်ဆက်ရောင်းချရမယ့်မြေကွက်ကတော့ကလောမျိုးရက်ကွက်3အရှိဘိုကုန်းမှာတည်ရှိတဲ့မြေကွက်ကျဲတစ်ခွက်နဲ့မိတ်ဆက်ရောင်းချရမှာဖြစ်ပါတယ်ခင်ဗျာကလောမျိုးအရှိဘိုကုန်းရက်ကွက်3ကျွန်တော်တို့မဟာစီစေဝင်းကဘာအကြောင်းအနီးမှာတည်ရှိတဲ့မြေကွက်လေးတစ်ခွက်နဲ့မိတ်ဆက်ရောင်းချရမှာဖြစ်ပါတယ်ခင်ဗျာမြေကွက်ရဲ့ပိတ်ဆယ်မှုကတော့230 gram မြေမျိုးစားပြီးတော့ gram တက်တန်ပြေးကြံရှိတဲ့မြေကွက်တစ်ကွက်ကိုမိတ်ဆက်ရောင်းချရမှာဖြစ်ပါတယ်ခင်ဗျာလမ်းသာနေရာကောင်းပြီးတော့ view လာမြေကျယ်မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာပွင့်လေးတွေဝေးအောင်ယတနာကောင်းမှပန်းလို့ဆိုင်ချစ်တဲ့မြေပြင်ဒီကွက်လေးကတော့စင်းကဘာအကြောင်းအနီးမှာတည်ရှိပြီးတော့လမ်းရဲ့အပေါ်ဘက်ခြမ်းမှာရရှိမယ့်မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာအုတ်တရိတစ်ဖက်ပါရှိပြီးမြေကွက်ဖြစ်ပြီးတော့ဒီမြေကွက်လေးအကျယ်ဝန်းကတော့မျက်နှာပွင့်အနေနဲ့တော့ပေ90ရှိပြီးတော့ဘေးနှစ်ဖက်ကတော့ပေ100ပတ်လည်စီတည်ရှိတဲ့မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပေ60ပဲရှိပါတယ်ခင်ဗျာ view အပွင့်တောင်တန်း view အပြည့်ကိုရရှိမဲ့မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာအေးချမ်းနဲ့အနာယူလိုသူများအတွက်လည်းတော်တော်ကြီးကိုအဆင်ပြေတဲ့မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာလူနေတန်းရေမီ24နာရီရပြီးတော့ရေလွယ်မီလွယ်မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ကိုရောင်းချပြီးမဲ့ဈေးနှုန်းကတော့34,500ကိုမှပိတ်ရှင်တရိပ်ညှိနေစဉ်နဲ့ရောင်းချပြီးတော့မှဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်လေးကိုကျင်းနေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းပေါ်မှာအမြန်ဆုံးဆက်သွယ်ဝယ်ယူလိုက်ပါခင်ဗျာကျွန်တော်ကတော့ရာသာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ